အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ K Sport Channel လေးကနေကြိုဆိုပါရစေ။မနေ့ညကစားခဲ့တဲ့ FIFA Club World Cup ပြိုင်ပွဲမှာဆိုလို့ရှိရင်တော့ Bayern Munich အသင်းဟာဂိုးမိုးရွာခဲ့ပြီးတော့ Auckland အသင်းကိုတန်းစီးနဲ့တောင်အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ Champions League ပိုင်ရှင် PSG အသင်းဟာဆိုလို့ရှိရင်လည်း AD ကိုလိုအသင်းကို4-0နဲ့တောင်မှဂိုးပြတ်အနိုင်ရရှိထားတာပဲဖြစ်ပါတယ်။ဒီနေ့ညမှာဆိုလို့ရှိရင်လည်း FIFA Club World Cup ပွဲစဉ်တွေရှိနေပြီးတော့ကျွန်တော်ဒီဗီဒီယိုဖိုင်မှာဆိုလို့ရှိရင်အဲ့ဒီပွဲစဉ်တွေကိုပွဲကြိုသုံးသက်ချက်လေးပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။ FIFA Club World Cup အကြောင်းကိုမသိသေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုဖိုင်လေးတင်ထားတာရှိပြီးတော့အဲ့ဒီဗီဒီယိုဖိုင်မှာ FIFA Club World Cup အကြောင်းနဲ့ရရှိမဲ့စုကြီးတွေအကြောင်းလေးတင်ထားတာကိုမိတ်ဆွေတို့ကြည့်ရှုနိုင်ပါတယ်။ဒီနေ့ညတနာရီခွဲမှာဆိုလို့ရှိရင်တော့ Premier League ထိပ်သီးကလပ်အသင်းဖြစ်တဲ့ Chelsea အသင်းဟာ Los Angeles အသင်းနဲ့ American နိုင်ငံ Georgia ပြည်နယ်မှာ FIFA Club World Cup ပွဲစဉ်ဖြစ်ရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်။ Chelsea အသင်းဟာဆိုလို့ရှိရင်ပြီးခဲ့တဲ့ရာသီက Conference League ဖလားကိုရရှိခဲ့ပြီးတော့အဆုံးသတ်မှာလှပခဲ့တာပဲဖြစ်ပါတယ်။ Conference League ဖလားကိုရရှိခဲ့တဲ့ Chelsea အသင်းဟာဆိုလို့ရှိရင်ဥရောပမှာဖလားစုံရဘူးတဲ့တခုတည်းသောအသင်းလည်းပဲဖြစ်ပါတယ်။ဒီပွဲစဉ်ဟာဆိုလို့ရှိရင်အမေရိကန်နိုင်ငံဂျော်ဂျီယာပြည်နယ်မှာဒီနှစ်သင်းဟာရှင်ပြိုင်ကစားကြမှာပဲဖြစ်ပါတယ်။အာရှပူကီပေါက်ကျေးအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Chelsea သင်းဟာ Los Angeles သင်းကိုဘော်ဒီပေါက်ကျေးနှလုံးရှူးရင်ပြား20စားရမယ်ဆိုကြေးဖွင့်ထားပြီးတော့ဂိုးပေါင်းစေးက3လုံးရှူးရင်40ရှုံးဆိုကြေးဖွင့်ထားတာပဲဖြစ်ပါတယ်။အမေရိကန်ခြေဆိုင် Los Angeles အသင်းဟာဆိုလို့ရှိရင် Premier League ကစားသမားဟောင်းတွေဖြစ်တဲ့ဂျရူးတို့စပါဂိုသမားဟူကိုလိုရစ်တို့ကစားနေပေမဲ့လေဒီပွဲစဉ်မှာဆိုလို့ရှိရင် Chelsea အသင်းဟာလူစင်းပိုင်းအင်အားမှာတော်တော်လေးကိုတာလွန်တာပဲဖြစ်ပါတယ်ဂျရူးဟာဆိုလို့ရှိရင်လေ Chelsea အသင်းနဲ့တူဖလားတွေရဘူးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အသင်းဟောင်းကိုပြန်လည်ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်ဂရုတီမှာကြာရောက်နေတဲ့ Chelsea အသင်းဟာဆိုလို့ရှိရင်ဒီပွဲစဉ်ဒီအုပ်စုထဲမှာလူဝင်အားအတောင်တင်းဆုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာလည်းအနိုင်ကစားအောင်မှာပဲဖြစ်ပါတယ်။ Body ကျေးလည်းအနည်းငယ်ပြင်းရှနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာကျွန်တော်ကတော့ Chelsea Body နဲ့ဂိုးဘော်ကိုပဲရွေးချယ်ပေးပါတယ်။အင်္ဂါနေ့မနက်စောပိုင်း4နာရီခွဲမှာဆိုလို့ရှိရင်တော့ပေါ်တူဂီကလပ်အသင်းဖြစ်တဲ့ဘင်ဖီကာအသင်းဟာဘိုကာဂျူနီယာအသင်းနဲ့ရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်။ဒီပွဲစဉ်ကိုတော့အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်မှာကစားကြမှာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင်ပေါ်တူဂီထိပ်သီးကလပ်အသင်းဖြစ်တဲ့ဘင်ဖီကာအသင်းဟာဘော်ဒီပေါက်ကြေးတစ်လုံးရှူရင်20စားဆိုကြေးဖွင့်ထားပြီးတော့ဂိုးပေါင်းစေးက2လုံးရှူရင်90ရှုံးဆိုကြေးဖွင့်ထားတာပဲဖြစ်ပါတယ်။ဘင်ဖီကာဘိုကာဂျူနီယာတို့ဟာဆိုလို့ရှိရင်ဘိုင်ယန်မြို့နယ်အသင်းနဲ့တအုပ်စုတွေကျနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့အနေနဲ့နောက်တစ်ဆင့်တက်ဖို့လို့အတွက်ကတော့ဘိုင်ယန်နဲ့ဘင်ဖီကာပဲရေပန်းစားနေတာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဘင်ဖီကာအသင်းကပိုပြီးအင်အားကြီးတာမှန်ပေမဲ့လည်းဘိုကာဂျူနီယာအသင်းဟာဆိုလို့ရှိရင်လည်းအသင်းလိုက်ကစားပုံကောင်းမွန်တဲ့အသင်းပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဘင်ဖီကာတို့အနိုင်ရရှိနိုင်ပေမဲ့လည်းဂိုးပြတ်ဖို့ခဲရင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ဘိုကာဂျူနီယာဘော်ဒီနဲ့ဂိုးအောက်ကိုပဲရွေးချယ်ပေးပါတယ်အင်္ဂါနေ့မနက်9နာရီခွဲမှာဆိုလို့ရှိရင်တော့တောင်အမေရိကတိုက်ကကလပ်အသင်းတစ်သင်းဖြစ်တဲ့ဖလမင်ဂိုအသင်းဟာအက်စပါရန်အသင်းနဲ့ရင်ဆိုင်ကစားမှာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင်အာရှပုတ်ကီပေါက်ကြီးအရာဖလမင်ဂိုအသင်းကဘော်ဒီပေါက်ကြီးတစ်လုံးရှူရင်80ရှုံးဆိုကြေးဖွင့်ထားပြီးတော့ဂိုးပေါင်းစေးက3လုံးရှူရင်90စားရမယ်ဆိုပြီးကြေးဖွင့်ထားတာပဲဖြစ်ပါတယ်။တူနီးရှားကလပ်အက်စပါရန်အသင်းဟာဆိုလို့ရှိရင်လည်းတိုက်စစ်ထက်မြက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာအပြန်အလှန်သွင်းဂိုးတွေကိုလည်းမြင်တွေ့လာရအောင်မှာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ဒီပွဲစဉ်မှာ Flamingo Body နဲ့ဂိုးဘော်ကိုပဲရွေးချယ်ပေးပါတယ်။ဒါလေးကတော့ဒီနေ့ဇွန်လ16ရက်နေ့ FIFA Club World Cup မှာရှင်ပြိုင်ကစားကြမယ်အသင်း3သင်းအကြောင်းကိုပွဲကြိုသုံးသက်ချက်လေးပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။ဘောလုံးအားကစားကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးဘူးဆိုလို့ရှိရင် like and subscribe လေးလုပ်ပေးသွားကြဖို့လို့ချစ်ညီကိုများအားလုံးကိုတောင်းဆိုပါရစေ။ဆုံးထိကြည့်ပေးတဲ့ညီကိုတွေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။